အဲ့ဒီအချိန်မှာပဲမိန်းကလေးဟာနိုးလာပြီးဒီအချိန်မှာသူမရဲ့အကိုကသူမကိုကူညီခဲ့တာကိုပြန်သတိရလိုက်ပါတယ်ယိုဟာသူ့အပေါ်ကိုပြုတ်ကျတော့မဲ့ပရိဘောဂတစ်ခုကိုတားဆီးထားနိုင်တာကိုကျွန်တော်တို့တွေ့ရပါတယ်အဲ့ဒီအချိန်မှာမိန်းကလေးကသူမရဲ့အကိုဟာလူတစ်ယောက်ပဲလို့တွေးမိပေမဲ့ဘလို့ပဲဖြစ်ဖြစ်သူတို့ဟာမောင်နှမတွေဖြစ်နေသေးတဲ့အတွက်သူကတော့ဝမ်းသာနေပါတယ်မိန်းကလေးကအနားကိုချင်းကပ်လာပြီးကောင်လေးရဲ့ကိုမစိုက်ဝင်နေတဲ့ဖန်ကွဲစအတော်များများကိုစတင်ဖယ်ရှားပေးပါတယ်ယိုကတော့သူဟာသွေးစွမ်းအင်းအကြောင်းကိုဘာမှနားမလည်ခဲ့ပဲသူမကိုပို့ပြီးဂယုစိုက်ခဲ့တင်တာလို့ပြောပြပါတယ်။အဲ့ဒီအချိန်မှာဇက်လိုက်လေးဟာအဲ့ဒီနေရာကနေထွက်ခွာသွားပြီးသူ့ရဲ့ရင်ဘတ်မှာပြင်းထန်တဲ့နာကျင်မှုကိုခံစားလိုက်ရပါတယ်။အဲ့ဒီနောက်မှာတော့သူဟာကူနာတချင်းတန်ကိုကြားလိုက်ရပြီးဒါဟာလွန်ခဲ့တဲ့အချိန်တော်ကြာကသူငယ်စဉ်ဘဝမှာရှီရိုးနဲ့အတူကြားခဲ့မှုတဲ့တချင်းတန်ဖြစ်တာကိုပြန်သတိရသွားပါတယ်။ဒါကြောင့်ဒါဟာသူငယ်စဉ်ကတီးခဲ့တဲ့မိန်းကလေးပဲဆိုတာကိုသူနားလည်သွားပါတယ်။ဇလန်အပြောင်းလဲမှာတော့မိန်းကလေးကဒရိုက်တာကိုရိုက်နှက်နေတာကိုတွေ့ရပါတယ်။အဲ့ဒီလူကသူမဟာတကယ်တော့အနီရောင်ဝတ်စုံတဲ့လူလိုမျိုးကြောက်မက်ဖွယ်အပြစ်သားဖြစ်ကြောင်းကျွန်တော်တို့ကိုထုတ်ဖော်ပြောပြပါတယ်။ဘာကြောင့်လဲဆိုတော့ဇက်လိုက်လေးရဲ့အတန်းထဲမှာအစုလိုက်အပြုံလိုက်တက်ဖြတ်မှုလုပ်ခဲ့စဉ်တုန်းကဝတ်ဆင်ခဲ့တဲ့ဝတ်စုံမျိုးကိုသူမဝတ်ဆင်ထားတာကိုကျွန်တော်တို့မြင်တွေ့ရလို့ပါခက်တက်ကြပြီးနောက်မှာတော့အဲ့ဒီနေရာမှာရှိနေတဲ့လူတိုင်းဟာလူတွေကိုကယ်ဆယ်ဖို့ဦးစားပေးနေကြတာကိုတွေ့ရပါတယ်။အဲ့ဒီအချိန်မှာအဆောင်တစ်ယောက်ကဇက်လိုက်လေးကိုတွန်းထုတ်လိုက်ပေမဲ့စန်ဂျီကရုတ်တရက်ပေါ်လာပါတယ်။အဲ့ဒီလူကမိန်းကလေးနဲ့ပြုလုပ်ခဲ့တဲ့ပြင်းထန်တဲ့တိုက်ပွဲအတွက်သူ့ကိုဂုဏ်ပြုပါတယ်။ဇက်လိုက်လေးကသူ့ရဲ့မျက်လုံးအတွက်ဖြစ်သွားခဲ့တာတွေကိုတောင်းပန်ပေမဲ့အဲ့ဒီလူကတော့ဒါတွေဟာဒီနေရာမှာပုံမှန်ဖြစ်လို့ရှိတဲ့အရာတွေသာဖြစ်တယ်လို့ပြန်ပြောပါတယ်။ဒါပေမဲ့သူကတိုက်ပွဲမှာအနိုင်ရခဲ့ပေမဲ့ဇက်လိုက်လေးရဲ့တိုက်ခိုက်ရေးပုံစံဟာအတော်လေးထူးဆန်းတယ်လို့ပြောပြပါတယ်။ဘာကြောင့်လဲဆိုတော့သူဟာသွေးတွေကိုပြစ်လွတ်တဲ့ကန်တိုက်တနက်ကလွဲလို့တခြားတိုက်ခိုက်မှုမျိုးမရှိလို့ပါ။ဇက်လိုက်လေးကတော့ဒါဟာမိုက်တဲ့အရာတစ်ခုလို့တွေးနေပြီးသူတို့နှစ်ယောက်လုံးဟာအစ်မန်လို့လူသိများတဲ့ပုဂ္ဂိုလ်တစ်ယောက်ကိုပြန်တတိယနေကြပါတယ်။ဘာကြောင့်လဲဆိုတော့သူဟာဂျပန်မှာအရန်ကိုနာမည်ကြီးတဲ့သူရဲကောင်းတစ်ယောက်ဖြစ်ခဲ့လို့ပါ။ဒါကြောင့်သူနဲ့ရှီရိုးတို့ဟာငယ်စဉ်ကသူတို့ရဲ့အကြိုက်ဆုံးဇက်ကောင်ဖြစ်ကစားခဲ့ကြပူပါတယ်။ရုတ်တရက်ဆိုသလိုယိုဟာအရာဝတ္ထုအတော်များများကိုရှောင်တိန်ရင်ထွက်လာတာကိုတွေ့ရပါတယ်။ဘာကြောင့်လဲဆိုတော့သူ့ညီမကရေချိုးတော့မှဖြစ်ပြီးသူကတော့အကိုကောင်းတဲ့ရောက်အနေနဲ့သူမရဲ့ဒဏ်ရာတွေကြောင့်ကူညီပေးခြင်းလို့ပါဒါပေမဲ့စန်ဂျီကအကြည့်လွန်သွားတဲ့အတွက်ခေါင်းကိုအရိုက်ခံလိုက်ရပါတယ်ချက်ချင်းဆိုသလိုပဲယိုနဲ့ဇက်လိုက်လေးတို့ဟာစေကန်းကိုရောက်လာကြပြီးရှီရိုးကတကယ်တော့ဘသူလဲလို့ကောင်လေးကမေးပါတယ်ဇက်လိုက်လေးကသူတို့ဟာငယ်စဉ်ကတငယ်ချင်းတွေဖြစ်တာကိုသူမေ့နေခဲ့တာလို့ပြောပြပါတယ်အဲ့ဒီအချိန်မှာလွန်ခဲ့တဲ့10နှစ်ကအမှတ်တရတစ်ခုကိုပြသပါတယ်အဲ့ဒီမှာရှီရိုးဟာသူမရဲ့ခန္ဓာကိုယ်ပေါ်မှာစစ်ဆေးမှုတွေနဲ့စမ်းသပ်မှုတွေအမျိုးမျိုးလုပ်ဆောင်ခဲ့တာကြောင့်နာကျင်ပြီးအရန်ကိုဝမ်းနည်းနေတာကိုတွေ့ရပါတယ်။ဒါပေမဲ့ဇက်လိုက်လေးကတော့ကလေးတစ်ယောက်ရဲ့သဘာဝအတိုင်းစိတ်ထားကောင်းစွာနဲ့သူမကိုလာရောက်နှိမ့်ပေးပြီးစိတ်သက်သာရအောင်လုပ်ပေးပါတယ်။ဒါပေမဲ့မိန်းကလေးကတော့စိတ်မပါပဲသူ့ရဲ့ Ace-man အယုတ်ကိုချိုးပစ်လိုက်ပါတယ်။ဒါကြောင့်ဇက်လိုက်လေးဟာအရန်ကိုဝမ်းနည်းပြီးမိန်းကလေးကိုဒေါသထွက်သွားပါတယ်။အဲ့ဒီအချိန်မှာပဲသူ့ရဲ့မိခင်ကတခြားလူတစ်ယောက်နဲ့စကားပြောနေတာကိုသူမြင်လိုက်ရပါတယ်။အဲ့ဒီအချိန်မှာခွေးတစ်ကောင်ကဇက်လိုက်လေးကိုတိုက်ခိုက်ဖို့စူးစမ်းပေမဲ့ရှီရိုးကရောက်လာပြီးတစ်ချက်တည်းနဲ့အဲ့ဒီခွေးကိုအနိုင်ယူလိုက်ပါတယ်။ဒါဟာဇက်လိုက်လေးကိုမိန်းကလေးနဲ့ပြန်လည်တင့်မြတ်သွားစေပါတယ်။လက်ရှိအချိန်မှာတော့ကန်ဒါကယိုကိုအဲ့ဒီအချိန်ကတည်းကမိန်းကလေးဟာအခုလိုမျိုးဖြစ်နေတာလို့ပြောပြပါတယ်။အဲ့ဒီအချိန်မှာကောင်လေးကလွန်ခဲ့တဲ့ရက်ကသူမြင်ခဲ့တာကိုပြောပြဖို့ခက်တာတွေးလိုက်ပေမဲ့အခုလောလောဆယ်မှာတော့မပြောဖို့ပဲဆုံးဖြတ်လိုက်ပါတယ်။ဇလန်အပြောင်းလဲမှာတော့အဆောင်တစ်ယောက်ကအချင်းထောင်ရဲ့ညွှန်ကြားချက်အသစ်တွေကိုတခြားသူတွေကိုရှင်းပြနေပါတယ်ဒါပေမဲ့မာချီနာကတော့ဒါတွေအားလုံးဟာသူမအတွက်အရန်ကိုထူးဆန်းနေတယ်လို့ပြောပါတယ်ဘာကြောင့်လဲဆိုတော့လွန်ခဲ့တဲ့10နှစ်ကဒီနေရာဟာကြီးမားတဲ့အနီရောင်တွင်ကပ်ပေးရဲ့ဗဟိုချက်ဖြစ်ခဲ့လို့ပါအချင်းထောင်ကိုတိစောက်ခဲ့တဲ့6နှစ်တာကာလအတွင်းမှာဒီနေရာမှာထူးဆန်းတဲ့အရာတစ်ခုခုဖြစ်ပျက်နေတယ်ဆိုတာကိုသူမသိနေပါတယ်ဒါကြောင့်သူမဟာချက်ချင်းပဲဓာတ်ကိုဆွဲထုတ်လိုက်ပြီးအကယ်၍သူတို့တွေကဘယ်သူမှဘာမှမလုပ်ရင်သူမကိုယ်တိုင်ပဲလုပ်တော့မယ်လို့ပြောပါတယ်ဘာကြောင့်လဲဆိုတော့ဒီအရာအားလုံးအတွက်တာဝန်ရှိတဲ့သူကိုသူမတွားရောက်နှိမ်နင်းဖို့စီစဉ်ထားလို့ပါတခြားတစ်ဖက်မှာတော့တာမာကီကအရန်ဆိုးရွားတဲ့အရာတစ်ခုဖြစ်တော့မယ်လို့ခန်းစားနေရပါတယ်ရေးတာကရှိမာကဇက်လိုက်လေးရဲ့ရင်ဘတ်ထဲမှာရှိတဲ့တလင်းကြောက်ဟာတကယ်တော့နာမည်လာလို့လူသိများတဲ့အရာတစ်ခုပါဝင်နေတဲ့ဖန်တိုစက်ကရိယာအတောင့်လေးတစ်ခုဖြစ်ကြောင်းသူ့ကိုအသိပေးပါတယ်ဒီပစ္စည်းဟာကပ်ဘေးနဲ့နီးစပ်ခဲ့တဲ့လူတွေနဲ့ထိတွေ့မိတဲ့အခါမှာသူတို့ကိုဒီဗိုင်းရပ်စ်ကူးစက်စေတာဖြစ်ပါတယ်တာမာကီကသူဟာကူးစက်ခံရသူတွေကိုအမြောက်များထုတ်လုပ်ချင်တယ်လို့သူမကိုပြောပါတယ်ဒါပေမဲ့မိန်းကလေးကနာမည်လာပစ္စည်းကိုထုတ်လုပ်ဖို့နီးလန့်မရှိဘူးလို့ပြန်ပြောပါတယ်ဘာကြောင့်လဲဆိုတော့အရာအလုံးရဲ့အရင်းမြစ်ဖြစ်တဲ့ကြောက်မဖွယ်အပြစ်သားကိုစစ်ဆေးနိုင်မှသာဒီပစ္စည်းကိုရနိုင်မှာဖြစ်လို့ပါဒါပေမဲ့မိန်းကလေးဟာဒရိုက်တာရဲ့ကစားစရာဖြစ်နေပြီးစစ်ဆေးလို့မရတဲ့အတွက်တာမာကီကစိတ်ပြတ်သွားပါတယ်ဒါပေမဲ့လည်းဒရိုက်တာဟာတဖြည်းဖြည်းနဲ့အခြေအနေဆိုးရွားလာနေပြီးမကြခင်မှာဒီနေရာဟာသူ့ရဲ့ဝမ်ဒါလန်ဖြစ်လာတော့မယ်ဆိုတာကိုသူသိနေပါတယ်ဒါကြောင့်သူဟာကိုပိုင်စီကန်းတွေကိုချမှတ်နိုင်တော့မှာပါတခြားတစ်ဖက်မှာတော့မီနီဆူကီအဝတ်စားလဲနေတဲ့အချိန်မှာဇက်လိုက်လေးရောက်လာတဲ့အတွက်မိန်းကလေးကသူမရဲ့ကိုယ်တစ်ပိုင်းကိုမြင်သွားလို့ဒေါသထွက်သွားပါတယ်ဇက်လိုက်လေးကဂိမ်းတွေအပြီးမှာပေးတဲ့ပြစ်ဒဏ်တွေကိုရက်တန့်တင်တယ်လို့သူမကိုပြောပေမဲ့သူမကတော့သူမမှာကြောက်ကက်တစ်ခုနဲ့အစာအိမ်အစိပ်ပိုင်းအချို့ဆုံးဖြတ်ပြီးသားဖြစ်နေပြီလို့ပဲပြောပါတယ်အဲ့ဒီအချိန်မှာဇက်လိုက်လေးကရိုးပြောပြခဲ့တဲ့အမှတ်ကက်တွေအကြောင်းကိုသတိရသွားပါတယ်ဒါကြောင့်သူဟာအဲ့ဒီအမှတ်တွေနဲ့မိန်းကလေးကိုစောစောစီးစီးလွတ်မြောက်အောင်ဝယ်ပေးဖို့ပဲလိုအပ်တာကိုသူသိလိုက်ပါတယ်ဒါကြောင့်အဲ့ဒီနေရာကနေပြေးထွက်လာတဲ့အချိန်မှာကာကိုလို့ခေါ်တဲ့မိန်းကလေးတစ်ယောက်ကသူ့ရဲ့ဘိုက်ကိုလက်သီးနဲ့ထိုးလိုက်ပြီးသူရှောင်နိုင်လိမ့်မယ်လို့သူမမျှော်လင့်ထားကြောင်းပြောပါတယ်တခြားတစ်ဖက်မှာတော့ယူဟာတိုးလောင်ကန်တွေရှိတဲ့နေရာမှာရှိနေပါတယ်သူအပြင်ထွက်လာတဲ့အချိန်မှာတာမာကီနဲ့တိုးပါတယ်တာမာကီနဲ့အတူဂျန်ကာကူလို့ခေါ်တဲ့ဘုန်းကြီးတစ်ပါးလည်းပါလာပါတယ်တာမာကီကကြီးကွ
အမှအမှတ်တွေဟာတခြားပုံစံမျိုးနဲ့အလုပ်လုပ်တာလို့ရိုကိုတိအောင်ပြောပြပါတယ်သူကင်ထားတဲ့အမှတ်ကတ်တွေကိုမြင်တဲ့အခါမှာအဲ့ဒီနေရာကအကျဉ်းသားတွေဟာပြစ်ဒဏ်လျှော့ပေါ့မှုကိုဝယ်ယူလို့မရဘူးလို့အသိပေးပါတယ်ဒါဟာသူ့ညီမကိုလွတ်မြောက်အောင်လုပ်ဖို့ဒီလောက်ထိအမှတ်တွေစုဆောင်းခဲ့တဲ့ကောင်လေးကိုအရန်ကိုဝမ်းနည်းသွားစေပါတယ်ဒါကြောင့်သူဟာဒေါသထွက်သွားပြီးတာမာကီစီကိုပြေးဝင်ဖို့ကြိုးစားပါတယ်ဂျန်ကာကူကလေစွမ်းအင်နဲ့တိုက်ခိုက်တဲ့လက်နက်တစ်ခုကိုအသုံးပြုပြီးပစ်ခတ်လိုက်တဲ့အတွက်ယိုဟာအဲ့ဒီအချိန်မှာတင်ပြင်းထန်တဲ့တန်ရာတွေရသွားပါတယ်ဇက်လိုက်လေးစီပြန်သွားတဲ့အခါမှာတော့သူနိုးလာတဲ့အချိန်သူ့ရှိမှကာရာကိုရှိနေတာကိုတွေ့ရပါတယ်မိန်းကလေးကသူမဟာစကားချင်းအဖွဲ့ဝင်တစ်ယောက်ဖြစ်တယ်လို့ပြောပြပါတယ်သူမကသူ့ကိုအဖွဲ့ထဲဝင်ဖို့ဖိတ်ခေါ်နေတဲ့အချိန်မှာပဲနာကီလို့ခေါ်တဲ့လူတစ်ယောက်ရောက်လာပါတယ်အဲ့ဒီလူကသူ့ရဲ့အဖော်ကဇက်လိုက်လေးအပေါ်ဆက်ဆံခဲ့တဲ့ပုံစံအတွက်တောင်းပန်ပါတယ်သူကသူကိုယ်တိုင်ဟာလျှို့ဝှက်တော်လှန်ရေးအဖွဲ့အစည်းတစ်ခုဖြစ်တဲ့စကားချင်းရဲ့ခေါင်းဆောင်ဖြစ်ကြတောင်းမိတ်ဆက်ပါတယ်နာဂီကသူတို့နှစ်ယောက်လုံးမှာတူညီတဲ့ရည်မှန်းချက်တွေရှိနေတယ်လို့ပြောပါတယ်ဘာကြောင့်လဲဆိုတော့သူကဒတ်မန်ဝမ်ဒါလန်လို့ခေါ်တဲ့ငှက်လောင်အိမ်ကိုဖျက်ဆီးခြင်းနေပြီးဒရိုက်တာဖြစ်တဲ့ရီနီကန်ယိုဟာဂျီရီဖန်တီးထားတဲ့အရာအလုံးကိုဖြုတ်ချခြင်းနေလို့ပါတိုက်ပွဲအပြီးမှာသူ့ကိုအဖွဲ့ထဲသွင်းဖို့ကကောင်းတဲ့အကြံဉာဏ်တစ်ခုဖြစ်လိမ့်မယ်လို့သူတို့နှစ်ယောက်လုံးကဝန်ခံကြပါတယ်ဇက်လိုက်လေးကအဲ့ဒီအချိန်မှာသူထင်တယ်လို့မျိုးအချင်းထောင်ထဲကလူတိုင်းဟာယူနေကြတာမဟုတ်ဘူးလို့တွေးမိပါတယ်ဘာကြောင့်လဲဆိုတော့သူတို့နှစ်ယောက်လုံးဟာသူနဲ့တူညီတဲ့အတွေးခေါ်ရှိနေကြလို့ပါဇက်လိုက်လေးကဖိတ်ခေါ်မှုအတွက်ကျေးဇူးတင်ပေမဲ့သူ့တငယ်ချင်းကိုပြစ်ဒဏ်ကနေကယ်တင်ဖို့အတွက်သူအလင်းလိုနေတယ်လို့အလေးနဲ့ပြောပါတယ်အဲ့ဒီအချိန်မှာပဲသူ့ကိုတားဆီးလိုက်ပြီးနာဂီကသူ့ရဲ့သွားထဲမှာဝတ်ထားတဲ့စက်သွယ်ရေးကိရိယာလေးတစ်ခုကိုထုတ်လိုက်ပါတယ်ဘာကြောင့်လဲဆိုတော့ TV မှာနောင်တရချင်းအစီအစဉ်စတင်တော့မှာဖြစ်လို့ပါအဲ့ဒီအချိန်မှာမီနီဆူကီရဲ့ဂိမ်းစတင်ပြီးသူမဟာရေးတာကရှိမကိုအရန်ကိုစိတ်ပြက်နေပါတယ်ဒါပေမဲ့နာဂီလှုပ်ဆောင်ခဲ့တဲ့ဖုန်းခေါ်ဆိုမှုကြောင့်မိန်းကလေးဟာစပင်ကိုပဲဖယ်ရှားရတဲ့အကွက်ထွက်လာပါတယ်သူမရဲ့ကိုယ်အင်္ဂါစိတ်ပိုင်းတွေကိုယူမမဟုတ်တာကိုမြင်ရတဲ့အတွက်သူမဟာပျော်ရွှင်လွန်းလို့ငိုကြွေးပါတော့တယ်ဇက်လိုက်လေးကတော့ဒါကိုဝမ်းသာနေပေမဲ့အဲ့ဒီအချိန်မှာပဲဂျန်ကာကူရောက်လာတဲ့အတွက်သူတို့တွေအနှောက်အယှက်ဖြစ်သွားပါတယ်သူကရိုးကိုခေါ်လာပြီးသူတို့ရှေ့မှာပစ်ချလိုက်ပါတယ်ဒါကြောင့်ကာရာကိုကတိုက်ခိုက်ဖို့ကြိုးစားပေမဲ့အဲ့ဒီလူကသူ့ရဲ့လေစွမ်းအင်းတနက်နဲ့ပြစ်ခတ်လိုက်တဲ့အတွက်သူမမှာဒဏ်ရာတော်များများရသွားပါတယ်ဇက်လိုက်လေးကလည်းသူ့ရဲ့သွေးစွမ်းအင်နဲ့တိုက်ခိုက်ဖို့ကြိုးစားပေမဲ့ဘာမှထိရောက်မှုမရှိပါဘူးအဲ့ဒီလူကသူတို့ရဲ့နောက်ဆုံးစကားတွေကိုပြောဖို့ခိုင်းလိုက်ပြီးသူတို့အားလုံးကိုအပြည့်ရှင်းဖို့အတွက်လက်နက်အဖြစ်အသုံးပြုမဲ့တစ်တာတစ်လုံးကိုထုတ်လိုက်ပါတယ်ဒါဟာဂန်ဒါကိုအဲ့ဒီအချိန်မှာဘာလို့ရမှန်းမသိဖြစ်သွားစေပါတယ်အဲ့ဒီလူကသူတို့ကိုပြစ်ခတ်တော့မဲ့အချိန်မှာပဲရှီယိုပေါ်လာပြီးသူတို့ရဲ့သူရဲကောင်းဟောင်းအစ်မန်ရဲ့လှလှုပ်ရှားမှုတစ်ခုကိုပြုလုပ်လိုက်ပါတယ်ယိုကတော့အဲ့ဒီမိန်းကလေးကြောင့်သူမိနေခဲ့ကြောင်းနဲ့သူမဟာတကယ်တော့အရာအလုံးရဲ့နောက်ွယ်ကတကယ်ဘီလူးတကောင်ဖြစ်နေတာကိုတွေးနေပါတယ်အဲ့ဒီအချိန်မှာမိန်းကလေးကဆက်လိုက်လေးကိုပူတင်းစားကြရအောင်လို့အရန်ကိုအေးအေးဆေးဆေးပြောပါတယ်ဂျန်ကာကူကတော့သူ့ရဲ့လက်နက်ပစ္စည်းသွားတဲ့အတွက်အဲ့ဒီနေရာကနေထွက်ခွာသွားပါတယ်အချိန်တော်ကြာပြီးနောက်မှာတော့ရှီယိုကထိုင်ပြီးပူတင်းစားနေတဲ့အချိန်မှာဘွန်ဒိုရိုကီယိုလို့ခေါ်တဲ့ကောင်လေးတစ်ယောက်ဝင်လာပါတယ်သူကသူတို့ရှာနေတဲ့သတင်းအချက်လက်ချို့ရထားပြီလို့ပြောပြီးကောင်လေးတွေကိုမိတ်ဆက်ပေးပါတယ်ခစ်တက်ကြပြီးနောက်မှာတော့သူတို့ဟာရိုးရဲတန်ရတွေကိုကုသပေးနေကြပါတယ်နာဂီကဇက်လိုက်လေးကိုဘွန်ဒိုဟာသတင်းအချက်လက်စုဆောင်းတာနဲ့ခွဲခြမ်းစိတ်ဖြာတာတွေလှုပ်ဆောင်ပေးတဲ့သူဖြစ်တယ်လို့ပြောပြပါတယ်ဒါကြောင့်အဲ့ဒီကောင်လေးဟာပြစ်ဒဏ်ပေးတဲ့ဂိမ်းမှာမီနီဆူကီကိုကယ်တင်ပေးခဲ့တဲ့ဟက်ကတယောက်လည်းဖြစ်ပါတယ်ရှီယိုကိုလည်းအဖွဲ့ရဲ့တခြားသူတွေနဲ့မိတ်ဆက်ပေးပါတယ်အချိန်တော်ကြာပြီးနောက်မှာတော့ဇက်လိုက်လေးဟာနာဂီရှီယိုတို့နဲ့အတူဘာမှရှိနေပါတယ်အဲ့ဒီအချိန်မှာရှီယိုကအချိုပွဲတစ်ခုမှယူလိုက်ပြီးသူမဟာတခြားသူတွေလိုတွေးစွမ်းရင်ရှိတဲ့အပြစ်သားမဟုတ်ရင်သူမဟာတကယ်တော့ဘာလဲလို့ဇက်လိုက်လေးကမေးပါတယ်ဒါပေမဲ့မိန်းကလေးကတော့သူမဟာအမြဲတမ်းဒီအချင်းထောင်ထဲမှာပဲနေခဲ့တာလို့ပြန်ဖြေပါတယ်ဇက်လိုက်လေးကအခုလိုလှုပ်ဝက်တဲ့နေရာမှာရှိနေရတာဟာအရန်ကိုစိတ်အေးချမ်းရတယ်လို့ပြောပါတယ်အဲ့ဒါကိုနာဂီကအရာအလုံးဟာလူတိုင်းရဲ့အစီအစဉ်တိုင်းဖြစ်နေတာလို့ပြန်ပြောပါတယ်ဇလန်အပြောင်းလဲမှာတော့မာချီနာအဝတ်စားလဲနေတဲ့အချိန်မှာသူမရဲ့အဖော်ဂျိုကိုနဲ့အတူအချင်းထောင်ကိုစစ်ဆေးမဲ့အကြောင်းပြောနေပါတယ်။ဘာကြောင့်လဲဆိုတော့နှစ်စဉ်နှစ်တိုင်းမှာပုဂ္ဂလိကအချင်းထောင်တစ်ခုရဲ့စီကံတွေကိုလိုက်နာမှုရှိမရှိသူတို့စစ်ဆေးရလေးရှိလို့ပါ။ဒါကြောင့်အချင်းထောင်ထဲမှာတကယ်ဘာတွေဖြစ်နေလဲဆိုတာကိုသိချင်ရင်လှုပ်ဝက်သတင်းအချက်လက်တွေကိုကွက်ထားတင်တယ်လို့သူမကဂျိုကိုကိုပြောပါတယ်။တခြားတစ်ဖက်မှာတော့ကာရာကိုကစစ်ဆေးမှုဟာတပတ်ကြာမြင့်မှာဖြစ်ပြီးပုံမှန်အားဖြင့်တော့ဘာပြပွဲမှမကျင်းပဘူးလို့ရှင်းပြပါတယ်။ဒါကြောင့်ဒါဟာတာမန်ချင်းထောင်တစ်ခုလိုပဲမြင်တွေ့ရမှာဖြစ်ပါတယ်။နာဂီကအဲ့ဒီအချိန်ဟာအခွင့်အရေးယူပြီးအပြစ်သားတွေအစုလိုက်အပြုံလိုက်ထွက်ပြေးဖို့အတွက်လှုပ်ဆောင်ရမယ့်အချိန်ပဲလို့ပြောပါတယ်။ဒါပေမဲ့သူကဇက်လိုက်လေးကိုတာမာကီရွေးချယ်ထားတဲ့အပြစ်သားတွေကိုနှိမ်နင်းမဲ့အန်တာဒီကာလို့လူသိများတဲ့ပုဂ္ဂိုလ်အချို့ရှိနေကြောင်းကိုရှင်းလင်းအောင်ပြောပြပါတယ်။ဇက်လိုက်လေးကအဲ့ဒါကြောင့်ပဲသူ့ရဲ့တွေးစွမ်းရင်ကဂျန်ကာကူအပေါ်မှာဘာမှထိရောက်မှုမရှိတာလားလို့ဇဝေဇဝါနဲ့မေးပါတယ်အဲ့ဒီနေရာမှာရှိနေတဲ့လူတိုင်းဟာအခုလိုမျိုးအရာတွေကိုသူတို့ဖန်တီးထားနိုင်လိမ့်မယ်လို့မထင်ထားတဲ့အတွက်စိတ်လှုပ်ရှားနေကြပါတယ်ဘွန်ဒိုကအဲ့ဒီအချိန်မှာမျက်နှာဖုံးတွေကိုပြသပြီးအဲ့ဒီလူဟာတကယ်တော့ဇက်လိုက်လေးရဲ့တိုက်ခိုက်မှုကိုရှောင်တိန်လိုက်ယုံတာဖြစ်တယ်ဆိုတာကိုဖော်ထုတ်ပြပါတယ်ဒါဟာလူတိုင်းကိုဇက်လိုက်လေးအပေါ်လောင်ပြောင်စေပြီးကန်နာကိုအယမ်းကိုစိတ်ပြတ်သွားစေပါတယ်ဒါကြောင့်သူဟာဒီအဖွဲ့တဲကိုဝင်မဝင်ဆိုတာကိုလည်းအတိမပြုရသေးဘူးလို့ပြောပါဘာကြောင့်လဲဆိုတော့သူတို့ကိုချက်ချင်းယုံကြည်လို့မရတဲ့လေလွင့်နေတဲ့သူတွေလို့ခေါ်လိုက်လို့ပါဇက်လိုက်လေးကရှီယိုကိုထွက်သွားဖို့ခိုင်းလိုက်ပြီးမိန်းကလေးကမထွက်သွားခင်မှာသူတို့တွေသူ့ကိုမလောင်ပြောင်းတင်ဘူးလို့ပြောသွားပါတယ်ခစ်တက်ကြပြီးနောက်မှာတော့ဇက်လိုက်လေးဟာစန်ဂျီစီကိုရောက်လာပြီးသူဟာအန်နာဒီကတယောက်နဲ့တိုက်ခဲ့ရကြောင်းပြောပြပါတယ်ဒါဟာအဲ့ဒီလူကိုဒေါသထွက်စေပါတယ်ဘာကြောင့်လဲဆိုတော့ဇက်လိုက်လေးဟာအကောင်းဆုံးတိုက်ပွဲတွေကိုရရှိနေတဲ့အတွက်သူကမနာလို့ဖြစ်
နေလို့ပါအဲ့ဒီလူကနောက်တစ်ကြိမ်တိုက်ခိုက်ဖို့သွားမယ်ဆိုရင်သူ့ကိုအတိပေးဖို့ဇက်လိုက်လေးကိုပြောပါတယ်ဘာကြောင့်လဲဆိုတော့သူဟာတစုံတစ်ယောက်နဲ့တိုက်ခိုက်ချင်နေလို့ပါကန်နာကနာဂီနဲ့ဆန်ဂျီတို့ကြားဖြစ်ပျက်ခဲ့တဲ့မြကိုရှင်းပြပါတယ်နာဂီနဲ့အန်နာတေကာတွေဟာအချင်းချင်းဆက်ဆံရေးအရန်ဆိုးရွားကြောင်းလည်းရှင်းပြပါတယ်ဘာကြောင့်လဲဆိုတော့လွန်ခဲ့တဲ့2နှစ်ကအလောင်းပွဲတော်မှာနာဂီကိုသူ့ရဲ့ဇနီးနဲ့တိုက်ခိုက်ဖို့သူတို့ကအတင်းအကျပ်ခိုင်းစေခဲ့ပြီးအဲ့ဒီအချိန်မှာအန်နာတေကာတွေကသူ့ဇနီးကိုတက်ပစ်ခဲ့လို့ပါနောက်ဆုံးမှာတော့နာဂီဟာသူ့ဇနီးကိုမရိုက်ချင်တဲ့အတွက်ရှုံးနိမ့်ခဲ့ရပြီးသူတို့ကသူ့ရဲ့အတန်အိုးအစိပ်ပိုင်းချို့ကိုယူသွားခဲ့ကြပါတယ်တာမာကီကအဲ့ဒီတိုက်ပွဲကိုမကြိုက်တဲ့အတွက်မိန်းကလေးကိုပြစ်ဒဏ်ပေးခဲ့ပါတယ်သူတို့နှစ်ယောက်လုံးထွက်ပြေးဖို့ကြိုးစားတဲ့အချိန်မှာတော့ဂျန်ကာကူကမိန်းကလေးကိုတက်ပစ်ခဲ့တာဖြစ်ပါတယ်အချိန်တော်ကြာပြီးနောက်မှာတော့ဇက်လိုက်လေးဟာသူ့ရဲ့အခန်းကိုပြန်လာတဲ့အခါမှာနာဂီရှိနေတာကိုတွေ့ရပါတယ်သူဟာသူတို့ကိုလေလွင့်နေတဲ့သူတွေလို့ခေါ်ခဲ့တဲ့အတွက်ချက်ချင်းပဲတောင်းပန်ပါတယ်။ဘာကြောင့်လဲဆိုတော့သူ့ရဲ့ဇနီးဘာဖြစ်ခဲ့လဲဆိုတာကိုသူသိသွားလို့ပါ။နာဂီကအဖွဲ့ဝင်တွေဟာအရန်ကိုအေးအေးဆေးဆေးရှိနေကြပေမဲ့သူတို့ဘာလုပ်ရမလဲဆိုတာကိုသိတဲ့အလေးနဲ့ထားသူတွေဖြစ်တယ်လို့ပြောပြပါတယ်။နာဂီကသူဟာဘလို့ကစားချင်မှုမျိုးကိုမှရှာဖွေနေတာမဟုတ်ပဲလွတ်လပ်ခွင့်ကိုပဲရှာဖွေနေတာလို့ပြောပါတယ်။ဘာကြောင့်လဲဆိုတော့သူကျင်းထောင်ကိုမလာခင်မှာအဲ့ဒီမိန်းကလေးနဲ့အတူကလေးတစ်ယောက်ရရှိခဲ့လို့ပါ။ဒါဟာဇက်လိုက်လေးကိုအကျဉ်းထောင်ထဲမှာအခုလောက်ထိအလုတ်ခံရပြီးတာတော့နာဂီကဘာလို့ကတ်မစားချေချင်တာလဲဆိုတာကိုတညလုံးတွေးမိစေပါတယ်ဒါပေမဲ့သူကတော့အနီရောင်ဝတ်စုံတဲ့လူကိုကတ်စားချေချင်နေတာကိုပြန်တတိရပါတယ်အဲ့ဒီအချိန်မှာပဲရှီရိုကသူ့စကားကိုကြားလိုက်ပါတယ်ဇက်လိုက်လေးကအဲ့ဒီအခွင့်အရေးကိုအသုံးချပြီးသူမဘာလုပ်ချင်လဲလို့မေးပါတယ်ရှီရိုကသူမဟာချားရဟက်အမြဲတမ်းစီးချင်ခဲ့တာလို့ပြန်ဖြေပါတယ်ဒါကြောင့်ဇက်လိုက်လေးကတနေ့မှသူတို့ဒီကနေလွတ်သွားတဲ့အခါအတူတူသွားစီးကြမယ်လို့ကတိပေးလိုက်ပါတယ်ဒါဟာမိန်းကလေးကိုအရန်ကိုပြောရှင်သွားစီပါတယ်တပြိုင်နက်တည်းမှာပဲဂျန်ကာကူဟာရှီရိုလုတ်ခဲ့တာတွေကိုတွေးနေပါတယ်အဲ့ဒီအချိန်မှာသူ့စီကိုဂစ်တာတစ်လုံးယူလာပေးတာကိုတွေ့ရပြီးဘွန်ဒိုဟာသူ့ရဲ့အဖွဲ့ဝင်တစ်ယောက်ဖြစ်နေတာကိုကျွန်တော်တို့သိရှိလိုက်ရပါတယ်ဘာကြောင့်လဲဆိုတော့သူတို့ဟာတငယ်ချင်းတွေလိုစကားပြောနေကြလို့ပါနောက်တစ်နေ့မှာတော့ TV ကသတင်းထောက်မလေးတစ်ယောက်ကလွန်ခဲ့တဲ့10နှစ်ကအဖြစ်အပျက်တွေအကြောင်းပြောဆိုနေပြီးတိုကျိုအုပ်ချုပ်ရေးမှူးတွေရဲ့စစ်ဆေးမှုဟာမကြာခင်ရောက်တော့မယ်လို့ပြောပါတယ်ဒါကိုကြည့်နေတဲ့ကာရာဂိုက Dutchman Wonderland ပျက်စီးတော့မှာကိုမြင်ရဖို့အရန်နီးစပ်နေပြီလို့တွေးနေပါတယ်။အဲ့ဒီအချိန်မှာနာဂီကစကားပြောဖို့ရောက်လာပြီးဇက်လိုက်လေးကကြားဖြတ်ဝင်လာပါတယ်။ကန်နာကပြီးခဲ့တဲ့ရက်ကသူပြောခဲ့တဲ့စကားတွေအတွက်လူတိုင်းကိုတောင်းပန်ပါတယ်။ကာရာဂိုကသူ့ရဲ့ကြောကိုပုတ်ပေးလိုက်ပြီးဇက်လိုက်လေးပြန်လာမယ်ဆိုတာကိုသူမသိတယ်လို့ပြောပါတယ်။အဲ့ဒီနောက်မိန်းကလေးရောက်လာပြီးဇက်လိုက်လေးကသူမကိုအခန်းကိုပြန်ဖို့ခိုင်းပေမဲ့ရှီယိုကတော့သူမဟာသူနဲ့အတူရှိနေခြင်းတဲလို့ပဲပြန်ဖြေပါတယ်အားလုံးကသူ့ကိုသူမလိုမိန်းကလေးမျိုးရထားတာကံကောင်းတယ်လို့နောက်ပြောင်ကြပါတယ်ဒါပေမဲ့ဇက်လိုက်လေးကရှီယိုကိုချားရဟက်စီမဲကတိကိုတတိယဖို့ပြောပါတယ်မိန်းကလေးကအရန်ကြီးမပြောသလိုဖြစ်နေပေမဲ့နောက်ဆုံးမှာတော့ထွက်သွားပါတယ်သူမမထွက်သွားခင်မှာပဲကာရာဂိုကဇက်လိုက်လေးဟာတကယ်တော့သူမကိုဂယုစိုက်လို့အခုလိုလုပ်တာဖြစ်ကြောင်းပြောပြတဲ့အတွက်ရှီယိုဟာအခန်းကိုအရန်ကိုပျော်ရွှင်စွာနဲ့ပြန်သွားပါတယ်ချက်ချင်းဆိုသလိုပဲနာဂီကအဓိကအစီအစဉ်ဟာအပြင်ကိုထွက်ပြီးအကျဉ်းထောင်ထဲမှာတကယ်ဘာတွေလုပ်နေလဲဆိုတာကိုဖော်ထုတ်ဖို့ဖြစ်တယ်လို့ရှင်းပြပါတယ်ဒါအပြင်သူနဲ့ဘွန်ဒိုတို့ဟာထိန်းချုပ်ခန်းမှာရှိနေကြမှာပါဇက်လိုက်လေးကအဲ့ဒီအစီအစဉ်အောင်မြင်ပြီးအနီရောင်ဝတ်စုံတဲ့လူနဲ့တာမာကီတို့ကိုနောက်ဆုံးမှတွေ့နိုင်ဖို့မျှော်လင့်နေပါတယ်နိုင်ရင်ငယ်ကြာပြီးနောက်မှာတော့အချက်ပေးတံတွေအားလုံးမြည်လာပြီးအဆောင်တွေကဘာဖြစ်နေလဲဆိုတာကိုမမြင်နိုင်ကြပါဘူးချက်ချင်းပဲဘွန်ဒိုနဲ့နာဂီတို့ဟာထိန်းချုပ်ခန်းကိုရောက်လာပြီးသူတို့ရဲ့သွေးစွမ်းအင်ကိုထုတ်ယူလိုက်ကြပါတယ်။တခြားတစ်ဖက်မှာတော့ဇက်လိုက်လေးပါဝင်တဲ့အဖွဲ့ဟာလုံခြုံရေးတကားအချို့ကိုဖျက်ကျော်နိုင်ခဲ့ပါတယ်။ဒါပေမဲ့သူတို့ဖျက်ကျော်ရမယ့်တရားဟာသတ်မှတ်ထားတဲ့အလေးချိန်နဲ့အရွယ်အစားကိုတိုင်းတာတာဖြစ်လို့သူတို့ကသွေးတရားတစ်ခုကိုဖန်တီးလိုက်ကြပါတယ်။ဒါပေမဲ့သူတို့တဝက်လောက်ရောက်တဲ့အချိန်မှာပဲအဲ့ဒီတရားဟာကျိုးသွားပါတယ်။အဲ့ဒီအချိန်မှာဆက်ရုပ်တရုပ်ထွက်လာပြီးသူတို့တွေကတယောက်ကိုအက်ဆစ်နဲ့ပတ်လိုက်တဲ့အတွက်သူ့ရဲ့အရေးပြားတွေဟာအရေးပြောကျလာပါတယ်။ကာယာကိုကတရားဟာပြိုကျတော့မှာကိုမြင်တဲ့အတွက်အချက်လက်တွေပါဝင်တဲ့ memory card ကိုဇက်လိုက်လေးကိုပေးလိုက်ပြီးသူမကတော့အချိန်ဆွဲဖို့နဲ့တရားကိုထိန်းထားဖို့အတွက်ကြံရိပ်ခဲ့မှာဖြစ်လို့သူ့ကိုပြေးဖို့ခိုင်းပါတယ်ဇက်လိုက်လေးကတော့သူ့ရဲ့အဖော်ကိုထားခဲ့ရမှာကိုအရန်စိတ်မကောင်းဖြစ်နေပါတယ်မိန်းကလေးကအခုတော့အရာအလုံးဟာဇက်လိုက်လေးပေါ်မှာပဲမူတည်နေပြီလို့ပြောပါတယ်အဲ့ဒီအချိန်မှာနာဂီကအဲ့ဒီမိန်းကလေးကိုအဖွဲ့ဝင်အဖြစ်သတ်မှတ်ပေးခဲ့တဲ့အမတ်တရကိုပြသပါတယ်တခြားအဖွဲ့ဝင်တွေကတော့အခုလိုဆုံးဖြတ်ချက်အမျိုးကိုချလိုက်တဲ့အတွက်နာဂီဟာယူနေပြီလို့ထင်ပြီးသဘောမတူကြပါဘူးအဲ့ဒီအချိန်မှာမိန်းကလေးမှာခေါင်းလောင်းလေးတစ်လုံးပါတဲ့လက်ပတ်လေးတစ်ခုရှိနေပါတယ်ဒါကြောင့်နာဂီကမိန်းကလေးစီကိုလာပြီးဒါလေးကအရန်လာတာပဲလို့ပြောခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲအဲ့ဒီလူကသူမကိုအားပေးစကားပြောကြားခဲ့ပြီးသူမရဲ့ခေါင်းလောင်းလေးညီနေတဲ့၍သူမရဲ့နဘေးမှာတငယ်ချင်းတစ်ယောက်အမြဲရှိနေမှာဖြစ်တဲ့အတွက်သူမဟာအရန်တန်မာတဲ့အမျိုးသမီးတစ်ယောက်ဆိုတာသူသိတယ်လို့ပြောခဲ့ပါတယ်လက်ရှိအချိန်မှာတော့မိန်းကလေးဟာလူတိုင်းတရားကိုဖျက်ကျော်သွားတာကိုမြင်တဲ့အခါတရားကိုလွှတ်လိုက်ပါတယ်အက်ဆစ်နဲ့အဖြစ်ခံရပြီးနောက်မှာတော့သူမရဲ့သွေးစွမ်းအင်ကိုအသုံးပြုပြီးသူမကိုသူမချက်ဝတ်တစားနဲ့ဖုံးအုပ်လိုက်ပါတယ်ဒါဟာဘလို့အက်ဆစ်မျိုးကိုမဆိုမိန်းကလေးကိုထိခိုက်မှမရှိအောင်စုပ်ယူပေးနိုင်ပြီးနောက်ဆုံးမှာတော့သူမဟာဆက်ရုပ်စီကိုသွားပြီးအချက်တော်တော်များများထိုးနှက်ကနှိမ်နှင်းလိုက်ပါတယ်ဒါပေမဲ့မိန်းကလေးဟာလည်းဟင်းလင်းပြင်းတဲ့ကိုပြုတ်ကျသွားပုံရတာကိုကျွန်တော်တို့တွေ့ရပါတယ်တခြားတစ်ဖက်မှာတော့ကောင်လေးတွေဟာတရားကိုအောင်မြင်စွာဖျက်ကျော်နိုင်ခဲ့ပြီးဓာတ်လေကားတစ်ခုရဲ့ရှေ့ကိုနောက်ဆုံးမှရောက်သွားကြပါတယ်မိန်းကလေးဘေးကင်းပါမလားလို့လည်းသူတို့တွေးနေကြပြီးသူတို့တွေကတယောက်ကတော့သူတို့အသက်ရှင်လျက်အပြင်ထွက်နိုင်မဲ့နီလန်းကိုရှာတွေ့လိမ့်မယ်လို့သိနေပါတယ်အဲ့ဒီလူတွေကအစီအစဉ်ကိုအဆုံးသတ်ဖို့အတွက်အခုတော့လူတိုင်းကဇက်လိုက်လေးကိုယုံကြည်နေကြပြီလို့ပြောပါတယ်သူတို့နောက်ရောက်ခံမလိုက်နိုင်အောင်အာယုံလွဲမှုတွေဖန်တီးထားခဲ့တယ်လို့လည်းဝန်ခံကြပါတယ်နောက်ဆုံးမှာတော့တက်လီကအောက်ကိုဆင်းလာဖို့အတွက်သူတို့ဟာနာဂီနဲ့ဘွန်လိုအပေါ်မှာပဲအဓိကမူတည်နေတာကိုသူတို့သိကြပါတယ်တခြားတစ်ဖက်မှာတော့ကောင်လေးတွေဟာအဆောင်တွေအားလုံးကိုအပြည့်ရှင်းနိုင်ခဲ့တာကိုတွေ့ရပါတယ်ဒါပေမဲ့ရုတ်တရက်ဆိုသလိုသူတို့ရှေ့မှာမိန်းကလေးငယ်လေးတစ်ယောက်ပေါ်လာပါ
တဲနာဂီကအဲ့ဒီမိန်းကလေးစီသွားတဲ့အခါမှာတော့သူမဟာအရန်ကိုယဉ်ကျေးပြူငါစွာပြုမှုနေတာကိုတွေ့ရပါတယ်။အဲ့ဒီလူကသူမလမ်းပြောက်နေတာလားလို့မေးပြီးဒီနေရာဟာတကယ်တော့အတော်လေးအန္တရာယ်ရှိတဲ့အတွက်သူမကိုအရန်တတိထားဖို့အကြံပေးပါတယ်။သူကသူ့ရဲ့အဖေကိုဓာတ်လေကဖွင့်ပေးဖို့လဲတောင်းဆိုပေမဲ့အဲ့ဒီအချိန်မှာဘွန်ဒိုကဒါဟာသူ့ရဲ့အစီအစဉ်မဟုတ်ခဲ့ဘူးလို့ရုပ်မာတဲ့ရေမောတန်နဲ့အတူညှင်းဆန်လိုက်ပါတယ်။အဲ့ဒီအပြင်မိန်းကလေးကသူမတည်လာတဲ့အိတ်ကိုဖွင့်ပြီးအတော်လေးကြီးမားတဲ့ဓာတ်တလက်ကိုထုတ်လိုက်။ကာသူမဟာဟီဘာနာဒါဒါလို့အမည်ရတဲ့အန်နာဒေကာရဲ့တတိယတစ်ခွဲခေါင်းဆောင်ဖြစ်ကြောင်းဝန်ခံလိုက်ပါတယ်။အဲ့ဒီအချိန်မှာနာဂီကသူ့ရဲ့သွေးစွမ်းအင်ကိုထုတ်ယူပြီးနှစ်ခါမစင်စားပဲမိန်းကလေးကိုတိုက်ခိုက်လိုက်ပေမဲ့သူမကသူမရဲ့လက်နက်ကိုအသုံးပြုပြီးသူ့ရဲ့တိုက်ခိုက်မှုကိုပျောက်ကွယ်သွားအောင်လုပ်လိုက်ကအဲ့ဒီလူကိုထိုးနှက်ချက်တစ်ခုပေးနိုင်ခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲသွေးစွမ်းအင်ကိုတံပြန်နိုင်တဲ့လက်နက်တွေတကယ်ရှိနေတယ်ဆိုတဲ့ဇက်လိုက်လေးရဲ့ပြောစကားမှန်ကန်ကြောင်းနာဂီသိရှိသွားပါတယ်။ဂျန်ကာကူကတိုက်ခိုက်မှုကိုရှောင်လိုက်တယ်လို့မျိုးဖြစ်အောင်ဗီဒီယိုကိုပြင်ဆင်ခဲ့သူဟာဘွန်ဒိုပဲဖြစ်ပါတယ်။နာဂီကတခုခုကိုအမြန်စဉ်းစားရမယ်ဆိုတာသိနေပြီးသူမကိုထပ်မံတိုက်ခိုက်ဖို့ကြိုးစားပေမဲ့မိန်းကလေးကသူမရဲ့လက်နက်ကိုအသုံးပြုပြီးသူ့ကိုအနိုင်ယူလိုက်ပါတယ်။အဲ့ဒီလူဟာအဖွဲ့သားတွေဓာတ်လေကားနဲ့တက်နိုင်ဖို့အတွက်ခလုတ်ကိုဆွဲချဖို့ပဲလိုအပ်တော့တာကိုသိနေပါတယ်။တခြားတစ်ဖက်မှာတော့ဓာတ်လေကားအောက်ကိုဆင်းမလာသေးတာကိုမြင်ရတဲ့အတွက်ဇက်လိုက်လေးရဲ့အဖွဲ့ဟာစိတ်ပြက်နေကြပါတယ်။ဒါကြောင့်နာဂီစီမှာအရာအလုံးအဆင်ပြေရလားလို့သူတို့တွေးနေကြပါတယ်။နာဂီစီပြန်သွားတဲ့အခါမှာတော့သူကမိန်းကလေးငယ်လေးကိုထောက်ပိတ်မိသွားပြီးအကယ်၍သူမကတေးသေးချာချာတောင်းပန်ရင်သူမရဲ့အသက်ကိုချမ်းသာပေးမယ်လို့ပြောနေတာကိုတွေ့ရပါတယ်။အဲ့ဒီလူကအလိုလိုက်ခံထားရတဲ့မိန်းကလေးငယ်လေးရဲ့ရိုင်းဆိုင်မှုကိုသူလစ်လျူမရှုနိုင်ဘူးလို့ပြောပါတယ်။ဟီဘာနာကအဲ့ဒီအချိန်မှာသူမဟာလီချီလို့ခေါ်တဲ့နည်းပညာကိုအသုံးပြုပြီးသူ့ရဲ့အသားစလေးတွေကိုဖဲ့ယူကာဖြည်းဖြည်းချင်းတက်ပစ်မယ်လို့ပြောပါတယ်။အဲ့ဒီအချိန်မှာပဲမိန်းကလေးငယ်လေးဟာနာဂီရဲ့ခန္ဓာကိုယ်တစ်ခုလုံးကိုဒဏ်ရာတွေအများကြီးရအောင်ရက်ဆက်စွာစတင်ပြီးဖြစ်ပါတော့တယ်မိန်းကလေးကလူတွေကိုအပြစ်ပေးဖို့ဟာအမျိုးသမီးတစ်ယောက်ရဲ့တာဝန်ဖြစ်တယ်လို့ပြောပေမဲ့နာဂီကတော့သူမကိုအမျိုးသမီးတစ်ယောက်လို့တောင်သတ်မှတ်လို့မရဘူးလို့ပြန်ပြောပါတယ်ဘာကြောင့်လဲဆိုတော့တကယ်အမျိုးသမီးတစ်ယောက်ဟာအခုလိုမျိုးအရာတွေကိုလုပ်မှာမဟုတ်လို့ပါဒါဟာအဲ့ဒီလူကသူမကိုလုံးဝကိုရွှေရှာဖွယ်ကောင်းပြီးမပြုတ်ပြင်ရသေးတဲ့လူတစ်ယောက်လို့ပြောနေတဲ့အတွက်မိန်းကလေးကိုအယမ်းကိုတွေးတောတော့ဒါစီပါတယ်ဒါဟာသူမကြောင့်အမျိုးသမီးတစ်ယောက်ကိုကျိုးဆွဲချတေဆုံးခဲ့တာကိုမိန်းကလေးကိုပြန်တရိရသွားစေပါတယ်။ဒါကြောင့်သူမဟာမျက်ရည်တွေနဲ့အတူအဲ့ဒီလူကိုဒေါသတကြီးစတင်တိုက်ခိုက်ပါတော့တယ်။သူ့ကိုရိုက်နှက်ပြီးနောက်မှာတော့မိန်းကလေးဟာသူ့ရဲ့ခြေလက်အစိပ်ပိုင်းတစ်ခုကိုရုတ်တရက်ဖျက်တောက်လိုက်တာကိုကျွန်တော်တို့တွေ့ရပါတယ်။နာဂီကအဲ့ဒီအစိပ်ပိုင်းကိုအတင်းအဓမ္မလုံးဝဖျက်ပစ်လိုက်ပြီးမိန်းကလေးစီကိုပြေးဝင်သွားကအဲ့ဒီနောက်ဘွန်ဒိုစီကိုသွားပြီးသူ့ကိုနေရန်နဲ့ကတ်ထားလိုက်ပါတယ်။ဘွန်ဒိုကိုသတိမေ့သွားအောင်လုပ်ပြီးနောက်မှာတော့ကောင်လေးဟာဖြတ်ထားတဲ့လက်မောင်းကသွေးစွမ်းအားကိုအသုံးပြုပြီးဓာတ်လေကခလုတ်ကိုဆွဲချလိုက်ပါတယ်။ဒါဟာဇက်လိုက်လေးရဲ့အဖွဲ့ကိုသူလှုပ်ဆောင်နိုင်ခဲ့တာကိုမြင်ရတဲ့အတွက်ပျော်ရွှင်သွားစေပါတယ်။ဒါပေမဲ့နာဂီဟာအဲ့ဒီအချိန်မှာဆက်ပြီးမတောင့်ခံနိုင်တော့ပဲလဲကျသွားပါတော့တယ်။တခြားတစ်ဖက်မှာတော့ဇက်လိုက်လေးရဲ့အဖွဲ့ဟာလူတိုင်းကိုအမှန်တရားကိုပြသနိုင်တော့မှာဖြစ်တဲ့အတွက်အယမ်းကိုပျော်ရွှင်နေကြပါတယ်။ဒါပေမဲ့အပေါ်ကိုတက်သွားပြီးနောက်မှာတော့ကြည်စံမိုးတွေကသူတို့ကိုကြိုးဆိုနေတာကိုတွေ့ရပါတယ်။အဲ့ဒီမှာဂျန်ကာကူနဲ့အဆောက်တော်များများရှိနေပြီးအပြစ်သားတွေစီကတိုက်ခိုက်မှုအတော်များများကိုခံယူပြီးနောက်မှာအဲ့ဒီလူကိုကာကွယ်ပေးခဲ့ကြပါတယ်။ချက်ချင်းပဲသူတို့ဟာဇက်လိုက်လေးရဲ့အဖွဲ့ကိုစတင်တက်ဖြတ်ကြပြီးဂန်နာကတော့ဘာလို့ရမှန်းမသိပဲအဲ့ဒီအချိန်မှာလုံးဝကိုမှင့်သက်သွားပါတယ်။တခြားတစ်ဖက်မှာတော့နာဂီဟာမိန်းကလေးကိုအနိုင်ယူနိုင်ခဲ့တာကိုတွေ့ရပါတယ်။ဒါပေမဲ့သူဟာမြေပြင်ပေါ်မှာရှိနေပြီးဘွန်ဒိုကတော့သူဟာအယမ်းကန်ကောင်းခဲ့တာလို့ပြောပါတယ်။ဒါအပြအင်ဖုန်ကြီးတွေကအကျဉ်းထောင်ကိုကူညီဖို့ရောက်လာကြတဲ့အတွက်ဓာတ်လေကားကကောင်လေးတွေဟာဝေးဝေးမရောက်နိုင်ဘူးလို့သူကထင်နေပါတယ်ဒီစကားတွေကိုကြားရပေမဲ့လည်းနာဂီကတော့ကောင်လေးတွေဟာသူတို့ရဲ့တာဝန်ကိုပြည့်မြောက်အောင်လုပ်နိုင်လိမ့်မယ်လို့ယုံကြည်နေပါတယ်ဇက်လိုက်လေးစီပြန်သွားတဲ့အခါမှာတော့လူတစ်ယောက်ကသတင်းအချက်လက်တွေပါဝင်တဲ့ memory card ကိုသူ့ကိုပေးလိုက်ပြီးဒါကိုသူ့ရဲ့အသက်နဲ့လဲပြီးကာကွယ်ဖို့တောင်းဆိုပါတယ်အဲ့ဒီအချိန်မှာအဆောင်တစ်ယောက်ပေါ်လာပြီးသူတို့နှစ်ယောက်လုံးဟာအပြန်လန်တက်ဖြတ်လိုက်ကြပါတယ်ဇက်လိုက်လေးဟာအဲ့ဒီအချိန်မှာမှင်သက်သွားပေမဲ့သူတို့အားလုံးအတွက်လွတ်လပ်ခွင့်ရဖို့အိမ်မက်မက်နေကြတဲ့ကာရာကိုနဲ့နာဂီတို့ရဲ့စကားတွေကိုပြန်တရိရလိုက်ပါတယ်ဒါဟာဇက်လိုက်လေးကိုသူ့ရဲ့ကြောက်ရွံ့မှုတွေကိုပျောက်ကွယ်သွားစေပြီးဒီတာဝန်ကိုပြီးဆုံးအောင်လုပ်ရမယ်လို့ပြောစေပါတယ်ဒါအပြင်နာဂီဟာသူ့ရဲ့သွားထဲမှာရှိတဲ့စက်သွယ်ရေးကိရိယာကနေတဆင့်အချက်ပြမှုတစ်ခုစတင်ပို့လွှတ်တာကိုမြင်ရပြီးတပြိုင်နက်တည်းမှာပဲရှီရိုဟာနည်းနည်းပိုက်စာနေတာကိုတွေ့ရပါတယ်သူမချိန်ထားတဲ့နေရာကိုရောက်တဲ့အချိန်မှာပဲထူးဆန်းတဲ့မိန်းကလေးတစ်ယောက်နဲ့တိုးပါတယ်ဇက်လိုက်လေးစီပြန်သွားတဲ့အခါမှာတော့ဂျန်ကာကူဟာသူ့ကိုရှာတွေ့သွားပြီးသူတို့အရာအလုံးကိုထိန်းချုပ်နိုင်တဲ့အခါမှာအဖြစ်သားတစ်ယောက်ကိုပဲအသက်ရှင်ခွင့်ပေးမယ်လို့ပြောပါတယ်ဇက်လိုက်လေးကတိုက်ခိုက်မှုအတော်များများကိုစတင်လှုပ်ဆောင်ပြီးမဲ့အဲ့ဒီလူမှမမြင်ရတဲ့ကာကွယ်ရေးဒိုင်းတစ်ခုရှိနေတာကိုကျွန်တော်တို့တွေ့ရပါတယ်ဂျန်ကာကူကသူ့ကိုပြစ်ခတ်တော့မဲ့အချိန်မှာပဲလူတစ်ယောက်ရောက်လာပြီးအခုချက်ချင်းထွက်သွားရမယ်လို့သူ့ကိုပြောပါတယ်အဲ့ဒီလူကဇက်လိုက်လေးနဲ့သူ့ရဲ့အဖော်တွေကိုဘာဖြစ်ဖြစ်ဂယုမဆိုင်ပဲထားခဲ့ပါတယ်ဂျန်ကာကူနဲ့သူ့အဖွဲ့ထွက်သွားတဲ့အချိန်မှာပဲရှီရိုဟာအဲ့ဒီနေရာကိုရုတ်တရက်ပေါ်လာပါတယ်မိန်းကလေးကသတင်းချက်လက်တွေပါဝင်တဲ့ memory card ကိုသူမစီပေးဖို့သူ့ကိုတောင်းဆိုပါတယ်အဲ့ဒီနောက်သူမကအဲ့ဒီကတ်ကိုတနေရာရာကိုပြစ်လိုက်ပြီးနောက်တကားကိုပိတ်လိုက်တာကိုတွေ့ရပြီးအဲ့ဒီကတ်ဟာသူမဖန်တီးထားတဲ့ထောင်ချောက်တစ်ခုဖြစ်ပုံရတဲ့အတွက်ပောက်ကွဲသွားပါတယ်အဲ့ဒီအချိန်မှာလူတိုင်းဟာမှင်သက်သွားကြပြီးသူမဟာဖုန်ကြီးတွေနဲ့ပူပေါင်းသွားတာလားလို့မိကမိန်းကလေးကိုဒေါသထွက်လာကြပါတယ်ဒါပေမဲ့မိန်းကလေးကသူတို့ကိုရှင်းပြဖို့ကြိုးစားတဲ့အခါသူတို့ကသူမကိုရှင်းပြခွင့်မပေးပါဘူးဇက်လိုက်လေးကတော့သူမအပေါ်လုံးဝကိုစိတ်ပြတ်သွားပြီးလူအများကြီးကသူ့အပေါ်မှာယုံကြည်မှုနဲ့မျှော်လင့်ချက်တွေထားခဲ့ကြတာလို့သူမကိုပြောပါတယ်တေဆုံးသူတွေအများကြီးရှိခဲ့တာကိုလည်းသူပြောပြပါတယ်မိန်းကလေးကသူမဟာသူ့ကိုကာကွယ်ခြင်းယုံတက်တက်ပါလို့စင်ကြေးပေးဖို့ကြိုးစားပေမဲ့ဇက်လိုက်လေးကနောက်ဆုံးမှာတော့
သူမရဲ့မျက်နှာကိုလက်သီးနဲ့ထိုးလိုက်တဲ့အတွက်မိန်းကလေးဟာဘာစကားမှမပြောနိုင်တော့ပဲအယမ်းကိုအံ့ဩသွားပါတယ်ဒါအပြင်ဇက်လိုက်လေးကအယမ်းကိုဒေါသထွက်စွာနဲ့သူမကိုနောက်တစ်ခါထပ်မမြင်ချင်တော့ဘူးလို့ပြောလိုက်ပါတယ်ဖြစ်တတ်ကြပြီးနောက်မှာတော့အဖွဲ့သားတွေဟာပုံအောင်တဲ့နေရာကိုပြန်ရောက်လာကြပြီးကာရာကိုလည်းရုတ်တရက်ပေါ်လာတာကိုတွေ့ရပါတယ်မိန်းကလေးအသက်ရှင်နေသေးတာကိုမြင်ရတဲ့အတွက်လူတိုင်းပျော်ရွှင်သွားကြပါတယ်အချိန်တော်ကြာပြီးနောက်မှာတော့သူတို့ဟာသူမရဲ့ဒဏ်ရာတွေကိုကုသပေးကြပြီးသူမဟာဖြစ်ပြက်ခဲ့တဲ့အရာအလုံးအတွက်စိတ်ပြက်နေတာကိုတွေ့ရပါတယ်။ဒါပေမဲ့လည်းစစ်ဆေးရေးမှုတွေမထွက်သွားသေးတဲ့အတွက်သူမမှာအချိန်နှဲငယ်ကြံသေးတယ်လို့သူတို့ကသူမကိုပြောပါတယ်။မိန်းကလေးကသတင်းချက်လက်တွေပါဝင်တဲ့ memory ကတ်တွေကိုအစားထိုးဖို့နဲ့အနည်းဆုံးလူတစ်ယောက်လွတ်မြောက်အောင်လုပ်ဖို့ပဲလိုအပ်တယ်လို့ပြောပါတယ်။နောက်ဆုံးမှာတော့သူမဟာနာဂီတနေရာရာမှာအသက်ရှင်နေသေးတယ်ဆိုတာကိုသိနေပြီးသူမရဲ့အသက်နဲ့ရင်းရမယ်ဆိုရင်တော့အရှုံးပေးမှာမဟုတ်ဘူးလို့ပြောပါတယ်။ဂျန်ကာကူဟာနာဂီကိုကလတ်ထိုင်မှာချီနှောင်ထားတာကိုကျွန်တော်တို့တွေ့ရပါတယ်။ဘာကြောင့်လဲဆိုတော့အဲ့ဒီလူဟာသူ့ရဲ့ဂစ်တာနဲ့တချင်းတော်တော်များများကိုတီးခတ်နေလို့ပါ။နာဂီကသူ့ကိုဘာလို့အသက်ရှင်ခွင့်ပေးထားတာလဲလို့မေးတဲ့အခါဂျန်ကာကူကမမျှော်လင့်ပဲသူတို့နဲ့ပူးပေါင်းမှုဖိတ်ခေါ်လိုက်ပါတယ်။ဇလန်အပြောင်းလဲမှာတော့မာချီနာနဲ့သူမရဲ့လက်ထောက်တို့ဟာအချင်းထောင်တွေကနေသတင်းချက်လက်တွေကိုတက်နိုင်သမျှအများဆုံးထုတ်ယူနေတာကိုတွေ့ရပါတယ်။ဒါပေမဲ့အဲ့ဒီအချိန်မှာတကားကစတင်ပွင့်လာတဲ့အတွက်မိန်းကလေးဟာချက်ချင်းပုံးလိုက်ရပါတယ်အဲ့ဒီအချိန်မှာတာမာကီဟာတခြားလူတစ်ယောက်နဲ့အတူဝင်လာပြီးသူတို့ဟာနာမည်တွေကိုပေါင်းစပ်ဖို့နီလန်တစ်ခုခုရှာကျင်တဲ့အကြောင်းထိုင်ပြီးစကားပြောကြပါတယ်သူ့ကိုချောင်းကြည့်နေတဲ့မာချီနာဟာသူ့ဘေးကတခြားတစ်ယောက်ဟာနိုင်ငံရဲ့ကာကွယ်ရေးဝန်ကြီးဖြစ်တဲ့ယာဟီဘိုမူကြီးဖြစ်နေတာကိုသိရှိသွားပါတယ်ဆက်လိုက်လေးစီပြန်သွားတဲ့အခါမှာတော့သူဟာခေါင်းကိုစေးကြောနေရင်းနဲ့ရှီရိုအကြောင်းကိုတွေးပြီးအစီအစဉ်တစ်ခုလုံးကိုဖျက်ဆီးခဲ့တဲ့အတွက်ဒေါသထွက်နေပါတယ်အဖွဲ့သားတွေကတော့သူတို့အဆုံးသက်သွားတဲ့နေရာအထိရောက်ခွင့်ပေးခဲ့တာဟာအန်နာဒီကာတွေအတွက်အရေးမကြီးလို့ဖြစ်နိုင်ကြောင်းပြောဆိုနေကြပါတယ်။ဘာကြောင့်လဲဆိုတော့သူတို့ရဲ့အစီအစဉ်သတင်းချက်လက်တွေအားလုံးဟာပေါက်ကြားသွားခဲ့လို့ပါ။မိနစ်အနည်းငယ်လောက်စဉ်းစားပြီးနောက်မှာတော့ဇက်လိုက်လေးကသူတို့ထဲမှာနာမည်ကြီးတဲ့ကောင်လေးတစ်ယောက်ကိုစူဆောင်းတင်တယ်လို့တွေးမိပါတယ်။ဒါပေမဲ့ကျွန်တော်တို့မြင်တွေ့ရတာကတော့အစီအစဉ်တွေမပြတ်စည်းခင်မိနစ်ပိုင်းအလိုကရှီရိုနဲ့အတူရှိနေခဲ့တဲ့ကောင်လေးပဲဖြစ်ပါတယ်။ဇက်လိုက်လေးကသူတက်နိုင်သမျှအစွမ်းကုန်လှုပ်ဆောင်နိုင်တယ်လို့ပြောပေမဲ့ကာရာဂိုကတော့အန်ဒါတွေကတယောက်နဲ့တိုက်ခိုက်ဖို့ဆိုတာသူထင်တယ်လို့မလွယ်ကူဘူးဆိုတာကိုသိအောင်လုပ်လိုက်ပါတယ်။ဒါကြောင့်ပဲသူမဟာတိုက်ခိုက်နိုင်မဲ့တစုံတစ်ယောက်ကိုရှာဖွေနေတာပါဇက်လိုက်လေးဟာမိန်းကလေးကသူ့စီကနေ memory ကတ်ကိုယူသွားတာကိုခွင့်ပြုခဲ့မိတဲ့အတွက်ဒါဟာသူ့အပြစ်လို့တွေးပြီးစိတ်မကောင်းစတင်ခံစားလာရပါတယ်။ဒါပေမဲ့အဲ့ဒီအချိန်မှာပဲဘွန်ဒိုရုတ်တရက်ဝင်လာတဲ့အတွက်သူတို့တွေအနှောက်အယှက်ဖြစ်သွားပါတယ်။သူတိစောက်ထားတဲ့ memory ကတ်ဟာတကယ်တော့ဘုံတစ်လုံးဖြစ်နေပြီးသူတို့အဲ့ဒီနေရာကနေထွက်သွားတဲ့အခါသူတို့အားလုံးကိုတက်ပြစ်ရမှာဖြစ်တာကိုဘသူကသိသွားတာလဲလို့မေးပါတယ်ဇက်လိုက်လေးဟာအဲ့ဒီအချိန်မှာမင်းတက်သွားပါတယ်ဘာကြောင့်လဲဆိုတော့သူဟာတေမာတေချာနေတဲ့အခြေအနေကနေရှီရိုကသူ့ကိုကယ်တင်ပေးခဲ့ပြီးနောက်မှာသူမကိုနာကျင်အောင်လုပ်ခဲ့မိလို့ပါတပြိုင်နက်တည်းမှာပဲနာဂီကသူ့ဇနီးကိုတက်ခဲ့တဲ့ဘီလူရဲ့အစိပ်ပိုင်းဖြစ်ပါဝင်ဖို့ကိုလုံးဝညှင်းဆန်တယ်လို့ပြောပါတယ်ဒါပေမဲ့အဲ့ဒီလူကသူ့ကိုယ်ထဲကိုဓာတ်ပစ္စည်းတစ်ခုထိုးသွင်းလိုက်ပြီးသူဟာအန်ဒါဒီကာရီလိုပဲဖြစ်နေပြီဆိုတာကိုသူသိတယ်လို့ပြောပါတယ်ဇက်လိုက်လေးစီပြန်သွားတဲ့အခါမှာတော့သူတို့တယောက်ချင်းစီကိုအပြက်ရှင်းဖို့စီစဉ်ထားတဲ့အတွက်ဘွန်ဒိုရဲ့အဖော်တွေအဲ့ဒီနေရာကိုထပ်မံရောက်ရှိလာတာကိုတွေ့ရပါတယ်သူကဇက်လိုက်လေးကိုလက်ညှိုးထိုးပြီးနောက်ထပ်သေးရမယ့်သူဟာမင်းပဲလို့ပြောလိုက်တဲ့အတွက်ကန်နာဟာလုံးဝကိုစိတ်လှုပ်ရှားသွားပါတယ်တခြားတစ်ဖက်မှာတော့ရှီရိုဟာသူမမြင်ခဲ့တဲ့လူရဲ့နာမည်ဟာတိုတိုဖြစ်နေပြီးဘုံအကြောင်းကိုသူတို့စီသတင်းပို့ခဲ့သူဟာတိုတိုဖြစ်နေတဲ့အတွက်အရန်ကိုစိတ်မကောင်းဖြစ်နေတာကိုတွေ့ရပါတယ်။အဲ့ဒီအချိန်မှာမိန်းကလေးကမုတ်အချို့ကိုသွားစားဖို့ပဲဆုံးဖြတ်လိုက်ပါတယ်။ဒါကြောင့်သူမဟာကန်နာကိုစိတ်နာနေပါတယ်။မိန်းကလေးဟာအဲ့ဒီအချိန်မှာသူမရဲ့အုတ်ထင်းသူအကြောင်းကိုတတိယသွားပါတယ်။အဲ့ဒီအုတ်ထင်းသူကသူမကိုသူမအကြိုက်ဆုံးမုံတွေနဲ့အတူဘာတွေပေးခဲ့လဲဆိုတာကိုပါမိန်းကလေးဟာအရာအလုံးကိုကန်နာနဲ့ဝေမျှဖို့အမြဲတမ်းစဉ်းစားခဲ့ပါတယ်။လက်ရှိအချိန်မှာတော့မိန်းကလေးကမုံတွေကိုယူလိုက်ပြီးသူမစိတ်ဆိုးနေတဲ့အတွက်သူ့ကိုဘယ်တော့မှထပ်ပြီးဝေမျှတော့မှာမဟုတ်ဘူးလို့ပြောပါတယ်။ဘာကြောင့်လဲဆိုတော့မိန်းကလေးမှာကလေးဆန်တဲ့အမှုအရာအတော်များများရှိနေလို့ပါ။ဒါပေမဲ့အဲ့ဒီမုံတွေကိုအတော်များများစားပြီးနောက်မှာတော့သူမဟာသူမရဲ့တငယ်ချင်းနဲ့ဖြစ်ပျက်ခဲ့တဲ့အရာအလုံးအတွက်စတင်ကိုကြွေးပါတော့တယ်။ဂန္ဓာစီပြန်သွားတဲ့အခါမှာတော့ဇက်လိုက်လေးဟာသူ့ရဲ့စွမ်းရည်တွေမတိုးပေါက်တဲ့လူတွေရဲ့ဝိုင်းရံခြင်းကိုခံထားရတဲ့အတွက်ဘာလို့ရမှန်းမသိဖြစ်နေပါတယ်။ဘွန်ဒိုကအဲ့ဒီအချိန်မှာចောင်းသားတွေကိုတတ်ခဲ့တဲ့ဗီဒီယိုကိုပြင်ဆင်ခဲ့သူဟာသူဖြတ်စပီသူ့ကြောင့်သာဇက်လိုက်လေးကိုဒီအချင်းထောင်ကိုခေါ်ဆောင်လာခဲ့တာဖြစ်ကြောင်းဇက်လိုက်လေးကိုဝန်ခံလိုက်ပါတယ်။နောက်ဆုံးမှာတော့ဇက်လိုက်လေးရဲ့ရှေ့မှာယူသွတ်နေတဲ့လူနှစ်ယောက်ရက်နေတာကိုတွေ့ရပါတယ်။ဘာကြောင့်လဲဆိုတော့ဘွန်ဒိုကတယောက်ဟာတောအုပ်အလယ်မှာသူ့အမေရဲ့စွန့်ပစ်ခြင်းကိုခံခဲ့ရပြီးတရိတ်ဆန်တွေရဲ့ကျွေးမွေးဆောက်ရှောက်ခြင်းကိုခံခဲ့ရပြီးနောက်လူတွေကိုတတ်ခဲ့သူဖြစ်ကြောင်းနဲ့နောက်တစ်ယောက်ဟာလည်းမိန်းကလေးတွေကိုတတ်တဲ့သူဖြစ်ကြောင်းရှင်းပြနေလို့ပါသူတို့တွေဇက်လိုက်လေးကိုတတ်ဖို့သွားနေတဲ့အချိန်မှာပဲစန်ကြီးပေါ်လာပြီးတစ်ချက်တည်းနဲ့အဲ့ဒီလူကိုအပြက်ရှင်းလိုက်တာကိုတွေ့ရပါတယ်။ဒါအပြင်ကျန်တဲ့ကောင်လေးတွေလည်းလွတ်မြောက်လာကြပြီးကာရာဂိုကသူတို့ရဲ့လက်နက်တွေကိုမထိဖို့တတိပေးပါတယ်။ဘာကြောင့်လဲဆိုတော့အဲ့ဒီလက်နက်တွေဟာသူတို့ရဲ့တိုက်ခိုက်မှုတွေကိုအရေးပြောသွားစေလိုပါဘွန်ဒိုကအဲ့ဒီအချိန်မှာလုံးဝကိုယူသွတ်သွားပါတယ်။ဒါကြောင့်စန်ကြီးကသူ့ရဲ့အစွမ်းထက်ဆုံးလက်နက်ကိုထုတ်ယူပြီးတစ်ချက်တည်းနဲ့အဆောက်တော်များများကိုအပြက်ရှင်းလိုက်ပါတယ်။ဒါဟာဘွန်ဒိုကိုကြောက်လန့်ပြီးတုံရင်သွားစေပြီးနောက်ဆုံးမှာတော့စန်ဂျီကအလင်းရဲ့အလင်းနဲ့ခုတ်ချက်အတော်များများကိုပြုတ်လုပ်ပြီးသူ့ကိုအပြက်ရှင်းမယ်လို့ပြောပါတယ်။ဒါဟာလူသားတစ်ယောက်အခုလောက်ထိညံဆန်တဲ့အလင်းကိုရောက်နိုင်လိမ့်မယ်လို့မယုံကြည်နိုင်ကြတဲ့သူ့ရဲ့အဖော်တွေအားလုံးကိုတော့မြင့်တက်သွားစေပါတယ်။တခြားတစ်ဖက်မှာတော့ရှီရိုဟာဇက်လိုက်လေးရဲ့လက်တီးချက်ကိုရရှိခဲ့တဲ့အတွက်စိတ်ပိုင်းဆိုင်ရာအရာပြိုလဲနေပါတယ်။အဲ့ဒီအချိန်မှာပဲတိုတိုဟာမိန်းကလေးရဲ့ရှေ့မှာပေါ်လာပြီးရှီရိုကသူ့
ကိုကယ်တင်ပေးခဲ့တာကိုဂန္ဓာကဘာလို့ပါရိုက်ခဲ့တာလဲဆိုတာကိုနားမလည်နိုင်ကြောင်းသူမကိုပြောပြပါတယ်။နာဂီစီပြန်သွားတဲ့အခါမှာတော့အဲ့ဒီလူကသူထိုးသွင်းလိုက်တဲ့ဆေးဝါးတွေကနေတဆင့်သူ့ကိုခံစားရအောင်လုပ်နေတာကိုတွေ့ရပါတယ်။ဂျန်ကာကူကအဲ့ဒီအချိန်မှာသူ့ဇနီးကိုတက်ပြီးနောက်မှာဘာဖြစ်ခဲ့လဲဆိုတာကိုတတိယဖို့ပြောပါတယ်။ဘာကြောင့်လဲဆိုတော့ကတ်စားချေတဲ့အနေနဲ့လူအများကြီးကိုတက်ပြီးနောက်မှာတွေးအိုင်ကြီးတစ်ခုကိုသူဖန်တီးခဲ့တာကိုပြန်တတိပေးနေတာပါ။သူ့ကိုပေးထားတဲ့ချက်ပစ္စည်းတွေကြောင့်ဂျန်ဟာကူဟာသူ့ရဲ့စိတ်ထဲမှာမှားယွင်းတဲ့အမှတ်တရတွေကိုထည့်သွင်းဖို့ကြိုးစားခဲ့ပါတယ်။နာဂီဟာအဲ့ဒီအချိန်မှာစိတ်ပြတ်အားငယ်လာပြီးသူဟာကတ်စားချေဖို့အတွက်အပြစ်မဲ့တဲ့လူတွေကိုဘယ်တော့မှတတ်မှာမဟုတ်တဲ့အတွက်ဒါတွေဟာသူ့ရဲ့အမှတ်တရတွေမဟုတ်ဘူးလို့ပြောပါတယ်။ဂျန်ကာကူကအကယ်၍သူဒါကိုတိတိကျကျမမှတ်မိဘူးဆိုရင်အဲ့ဒါဟာသူစိတ်ယူပေါက်သွားလို့ဖြစ်တယ်လို့ပြောပါတယ်။ဒါကြောင့်သူကသူ့ကိုယူသွသူများအတင်းစီကိုကြိုးဆိုလိုက်ပါတယ်။တခြားတစ်ဖက်မှာတော့ပြစ်သားတွေဟာဖုန်ကြီးတွေအားလုံးကိုအနိုင်ယူလိုက်ကြပြီးဇက်လိုက်လေးကတော့သူ့တငယ်ချင်းကသူတို့ကိုကူညီခြင်းယုံတက်ပါပဲဒါပေမဲ့သူကတော့သူမကိုကိုထိလက်ရောက်နာကျင်အောင်လုပ်ခဲ့မိတယ်လို့ပြောပြီးအရန်ကိုစိတ်မကောင်းဖြစ်နေပါတယ်သူလုပ်ခဲ့သမျှအရာအလုံးအတွက်သူဟာလုံးဝကိုအသုံးမကျတဲ့သူလို့ခံစားနေရကြောင်းအဖွဲ့သားတွေကိုတောင်ပြောပြပါတယ်ကာရာကူက Deadman Wonderland ဟာလူတွေကိုလုံးဝပြောင်းလဲပစ်တဲ့အချင်းထောင်တစ်ခုဖြစ်တယ်လို့ပြောပြီးသူ့ကိုအားပေးစကားပြောကြပါတယ်ဘာကြောင့်လဲဆိုတော့အကယ်၍သူတို့ဟာစိတ်အေးချမ်းစွာနဲ့ရောက်လာရင်တော့အပြင်ကိုထွက်နိုင်ခဲ့မယ်ဆိုရင်ဘာစိတ်အေးချမ်းမှုမှမရှိဘဲထွက်လာရမှာဖြစ်လို့ပါကာရာကိုကအဲ့ဒီအချိန်မှာအန်ဒါဒေကာတွေကိုတိုက်ခိုက်ဖို့နဲ့ဒီကြောင့်မဖွယ်ကောင်းတဲ့အချင်းထောင်ကိုဖြိုချဖို့အတွက်သူတို့မှာသူ့လိုတန်မာတဲ့လူတွေလိုအပ်တဲ့အတွက်ကူညီပေးဖို့စန်ဂျီကိုအခွင့်အရေးယူပြီးတောင်းဆိုပါတယ်ဒါပေမဲ့စန်ဂျီကတော့အပြင်လောကမှာလည်းနေရာတိုင်းမှာလိမ့်လဲလဲဖျားမှုတွေရှိနေတဲ့အတွက်အပြင်လောကနဲ့ဒီမှာတိတ်ပြီးထူးထူးခြားခြားကွာခြားမှုမရှိဘူးလို့ပြောပြီးရေမောပါတော့တယ်တခုတည်းသောကွာခြားချက်ကတော့သူတို့ဟာဒီမှာပိတ်လောင်ခံထားရတာပဲဖြစ်ပါတယ်အဲ့ဒီစကားတွေကိုပြောပြီးနောက်မှာတော့သူထွက်သွားပါတယ်တခြားတစ်ဖက်မှာတော့တိုတိုကရှီရိုးနဲ့စကားပြောပြီးသူမဟာမကောင်းတဲ့အရာတစ်ခုခုကိုလုပ်ဖို့အစီအစဉ်မရှိတဲ့အတွက်သူမကိုယုံကြည်နိုင်တယ်လို့ပြောပါတယ်တခြားတစ်ဖက်မှာတော့ဇက်လိုက်လေးဟာသူ့ကိုယ်သူအရန်ကိုအသုံးမကျဘူးလို့ခံစားလာရပြီးရှီရိုးကသူ့ကိုအားနေတဲ့သူလို့ခေါ်ခဲ့တာမှန်ကန်ကြောင်းနားလည်သွားပါတယ်ဇက်လိုက်လေးဟာချက်ချင်းပဲစန်ကြီးစီကိုရောက်လာပြီးသူ့ကိုတိုက်ခိုက်နေတင်ပေးဖို့တောင်းဆိုပါတယ်သူကအကယ်၍သူသာပို့ပြီးတတ်မှခဲ့ရင်မိန်းကလေးအပေါ်မှာဒီလောက်အထိမိခိုနေမှာမဟုတ်ဘူးဆိုတာကိုတိကြောင်းနဲ့သူ့ကိုအားနေတဲ့သူလို့ခေါ်တဲ့လူတွေကိုပြန်ပြီးထိုးနှက်နိုင်ဖို့အတွက်လုံလောက်အောင်တတ်မှချင်တယ်လို့ပြောရင်ငိုကြွေးပါတော့တယ်အဲ့ဒီအချိန်မှာစန်ဂျီကစိတ်လှုပ်ရှားသွားပြီးဒါဟာသူကြားချင်တဲ့စကားတွေပဲလို့ပြန်ပြောပါတယ်ဒါကြောင့်သူဟာသူ့ရဲ့သွေးစွမ်းအင်ကိုထုတ်ယူပြီးသူ့ကိုတိုက်ခိုက်ချင်သလားလို့နောက်ဆုံးတစ်ချိန်မေးပါအဲ့ဒါကိုဇက်လိုက်လေးကအဖြေအနေနဲ့သူ့ရဲ့လက်ချောင်းအစိပ်ပိုင်းတစ်ခုကိုလှိဖြတ်ပြီးသူ့ရဲ့သွေးစွမ်းအားကိုထုတ်ယူလိုက်ပါတယ်။တပြိုင်နက်တည်းမှာပဲရှီရိုးဟာတိုတိုနဲ့ဆက်လက်စကားပြောနေတာကိုတွေ့ရပါတယ်။ရှီရိုးကဇက်လိုက်လေးကသူမကိုပါရိုက်ခဲ့တဲ့အတွက်မုံတွေဟာအရင်လိုအရသာမရှိတော့ဘူးလို့ပြောပါတယ်။ဒါဟာမိန်းကလေးဟာအရန်ကိုဆိုးရွားတဲ့စိတ်ပိုင်းဆိုင်ရာအခြေအနေမှာရှိနေတယ်ဆိုတာကိုသိသာစေပါတယ်။မိန်းကလေးဟာဘလောက်ပဲစသူမရဲ့ပိုက်ထဲမှာဟာလာဟင်းလင်းဖြစ်နေတယ်လို့ခံစားနေရပါတိုတိုကအဲ့ဒီအချိန်မှာအကယ်၍ဇက်လိုက်လေးကသူမကိုတစ္ဆာဖောက်ဖို့ဆုံးဖြတ်ခဲ့ရင်ဒါကိုအရန်ကြီးအလေးနဲ့မထားဖို့ပြောပါတယ်နောက်ဆုံးမှာတော့တိုတိုကဇက်လိုက်လေးအကြောင်းစကားအချို့ပြောလိုက်တဲ့အတွက်ရှီရိုးဟာသူမကိုလှုပ်ခဲ့တယ်လို့မျိုးသူမကလည်းသူ့ကိုပြန်ပြီးလက်တီးနဲ့တွားထိုးတင်တယ်လို့တွေးမိသွားပါတယ်ဒါကြောင့်သူမဟာဇက်လိုက်လေးကိုတွားရှာဖို့အတွက်အရန်ကိုစိတ်နာစွာနဲ့ထွက်ခွာသွားပါတယ်အဲ့ဒီအချိန်မှာတိုတိုကမိန်းကလေးစားနေတဲ့ချောကလက်တွေကိုစစ်ဆေးကြည့်တဲ့အခါမှာအဲ့ဒီထဲမှာအရက်နှဲငယ်ပါဝင်နေတာကိုသိရှိသွားပါတယ်။ဒါကြောင့်ရှီရိုးဟာသူမနည်းနည်းလေးမူးနေတဲ့အတွက်စိတ်မကောင်းဖြစ်နေတာလို့ကျွန်တော်တို့ပြောနိုင်ပါတယ်။တခြားတစ်ဖက်မှာတော့ကာရာကိုကအရင်ကနဲ့မတူတဲ့ပုံစံမျိုးနဲ့အချင်းထောင်ကိုဖြိုချဖို့အတွက်အစီအစဉ်တစ်ကိုသူတို့ကိုပြောပြနေပါတယ်။အဲ့ဒီအချိန်မှာဘွန်ဒိုကသူတို့ရဲ့အစီအစဉ်အောင်မြင်ဖို့အတွက်အခွင့်အရေးအများကြီးမရှိဘူးလို့သူမကိုပြောလိုက်ပါတယ်။